online စားလုံးမဲ့သူတွေအတွက်ဘာလို့လိုအပ်လဲဆိုလို့ရှိရင်နံပါတ်1ကတော့ဖုန်းပဲဖြစ်ပါတယ်ဖုန်းမှာဆိုလို့ရှိရင်တော့ Vivo ကိုကြီးကပို့ပြီးတော့မှစိုက်တယ်ဘာလို့လဲဆိုတော့ Vivo က auto effect ပါတဲ့အခါမှာ effect မသုံးတတ်လို့ရှိရင်လည်းရိုးရိုးကင်မရာလေးနဲ့ကိုရိုက်လို့ရတယ်အဲ့တော့ online စားလုံးမဲ့သူတွေအတွက်ကတော့ဖုန်းကအရင်အရေးကြီးတယ်မှာပါတယ်အတက်နိုင်ဆုံးဖုန်းကိုကင်မရာကောင်းလေးဝယ်သုံးပေးပါလို့လဲဆိုတော့အခုခေတ်ကကင်မရာအကြီးစားတွေနဲ့တော့လာနေတဲ့ခေတ်ကြီးမှာကိုယ့်ရဲ့ဖုန်းကင်မရာကမဝဝဆိုလို့ရှိရင်တော့အရှိရောက်ဖို့နည်းနည်းလေးခက်ပါလိမ့်မယ်အဲ့တော့အတက်နိုင်ဆုံးဖုန်းကိုကင်မရာကောင်းလေးသုံးပေးပါနံပါတ်2ကတော့ mic ပဲဖြစ်ပါတယ်အဲ့မပါလို့ရှိရင်လည်းငါအတန်စုညံတန်တွေကဝင်တဲ့အခါမှာ TikTok algorithm ကလည်းတန်စီတယ်မရှိတဲ့ဗီဒီယိုတွေဆိုလို့ရှိရင်အရှိမပို့ပေးပါဘူးနံပါတ်3ကတော့မီးပဲဖြစ်ပါတယ်မီးကတော့မီးဝိုင်းနဲ့သုံးလို့ရတယ်မီးပြားလည်းသုံးလို့ရတယ်ဒါပေမဲ့မီးပြားလေးကပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်နံပါတ်4ကတော့ခေါင်းစဉ်ပဲဖြစ်ပါတယ်ခေါင်းစဉ်ကတော့ video content တစ်ပုဒ်မှာအရေးကြီးဆုံးအရာလို့လည်းပြောလို့ရတယ်ဥပမာ creative video တစ်ပုဒ်မှာဆိုလို့ရှိရင် online စာလုံးမဲ့သူတွေလို့ခေါင်းစဉ်ထည့်လိုက်တဲ့အခါမှာဒီရဲ့ video ကို online စာလုံးမဲ့သူတွေကတန်းဝင်လာတာဒီမှာကိုကခေါင်းစဉ်မထည့်ထားတဲ့အခါမှာဒီ video ဘယ်သူကလာကြည့်မှာလဲအဲ့တော့ခေါင်းစဉ်ကကိုယ့်ရဲ့ဗီဒီယိုကိုကြည့်မဲ့အုပ်စုကိုခေါ်ပေးတဲ့အရာလို့လည်းပြောလို့ရတယ်အဲ့တော့ video content ဖန်တီးနေတဲ့သူကခေါင်းစဉ်ကိုမမေ့ပါနဲ့လို့ကြည့်ပြောချင်တယ်ကျေးဇူးအများကြီးတင်ပါတယ် coach ဖီလီပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်